မြန်မာတနိုင်ငံလုံးတိုင်းတာနဲ့တိုက်ပွဲတွေဖြစ်ပွားနေချိန်စီရေးသတင်းတွေသာနေရာယူထားချိန်မှာပန်ဒရာနီလေးတွေရဲ့သတင်းကစိတ်အမောကိုပြေစီတယ်လို့ဆိုရပါမယ်။ဒါကြောင့်လဲဒီနေ့မှာသခင်တွေကပရိသတ်တွေကိုပန်ဒရာနီလေးတွေအကြောင်းပြောပြဖို့စီစဉ်ထားပါတယ်။ဇလန်းကိုစရရင်NUG ရဲ့တယံဇာတသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကနေစရပါတယ်။အဲဒီဝန်ကြီးဌာနကစက်တင်ဘာ20ရက်မှာသတင်းတစ်ခုထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒါကတော့အင်းတော်မြို့နယ်အတွင်းမှာမျိုးသုံးမဲ့အန်ဒရယ်နဲ့ရင်ဆိုင်နေရတဲ့ပန်ဒရာနီခေါ်ကြောင်နီလေး9កောင်ကိုတရားမဝင်တည်ဆောင်လာတာဖမ်းဆီးရမိတယ်လို့ဖော်ပြခဲ့တာပါ။ပြည့်ပြည့်စုံစုံပြောရမယ်ဆိုရင်NUG ရဲ့စိုးမိုးထိန်းချုပ်နေပြီဖြစ်တဲ့အင်းတော်မြို့နယ်မှာစက်တင်ဘာလ19ရက်နေ့ကပန်ဒရာနီတွေကိုတရားမဝင်တည်ဆောင်လာတဲ့ကားကိုတော်လှန်ရေးရဲဘော်တွေကဖမ်းဆီးရမိခဲ့တာပါ။စလိုက်တင်တော့မတောက်ပါနဲ့လားရဲဘော်တွေကအဲ့ဒီလိုဖမ်းဆီးရမိသွားပြီးတဲ့နောက်မှာအင်းတော်မြို့နယ်တယံဇာတစီမံအုပ်ချုပ်ရေးအဖွဲ့ထံကိုအပ်နှံခဲ့ပါတယ်။အဲ့ဒီအဖွဲ့ကလည်းလိုအပ်တဲ့လမ်းညွှန်မှုတွေပေးပြီးတော့ယာယီထိန်းသိမ်းစောင့်ရှောက်ထားခဲ့ပါတယ်။ပန်ဒရာနီခေါ်ဒီကြောင်နီလေးတွေဟာမြန်မာနိုင်ငံမြောက်ပိုင်းအပါအဝင်တောင်တန်းဒေသတွေမှာနေထိုင်ကျက်စားကြပါတယ်။ပန်ဒရာနီတွေကဟီမော်တာတောင်တန်းရဲ့အရှိချမ်းနဲ့တရုတ်ပြည်အနောက်ချမ်းမှာကျက်စားတဲ့နို့တိုက်သတ္တဝါတစ်မျိုးလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာမျိုးသုံးမဲ့အန်ဒရယ်ကနေကာကွယ်ရမယ်တောရိုင်းတိရစ္ဆာန်တွေအနက်လုံးဝကာကွယ်ထားတဲ့တောရိုင်းတိရစ္ဆာန်စီးရင်မှာပါဝင်နေတာပါ။ဒါအပြင် IUCN လို့ခေါ်တဲ့ International Union for Conservation of Nature ရဲ့မျိုးသုံးရန်အန်ဒရယ်ရှိနေသောမျိုးစိတ် Endangered တွေမှာလည်းအပါဝင်ဖြစ်ပါတယ်။စကြက်ပျောက်ဆုံးတာတရားမဝင်အမဲလိုက်ခံရတာနဲ့အုပ်စုတွင်မျိုးပွားခြင်းဖိအားတွေကြောင့်တဘာဝတောရိုင်းမှာအကောင်ရေ1000ထက်နေရကနေပိုပြီးရှားပါလာတာကြောင့်မျိုးတုံးမဲ့ဆင်းမှာထည့်သွင်းထားရတာပါပန်ဒရာနီရဲ့တကူလုံးကိုနီညိုရောင်အမွေးတွေကဖုံးအုပ်ထားပြီးတော့ရှည်လျားတဲ့အမွေးဖွားနဲ့အမီးတုတ်တုတ်ရှိပါတယ်ရှစ်လက်နှစ်ချောင်းကနောက်ခြေထောက်တွေထက်ပိုပြီးတိုးတာကြောင့်လေးဘက်သွားရမှာခက်ကွက်ကွက်သွားရပါတယ်အိမ်မွေးကြောင်တကောင်ရဲ့အရွယ်မျှတာရှိပေမဲ့လေပိုမိုရှည်လျားတဲ့ကိုယ်တွေကြောင့်အလေးချိန်ပိုပြီးစီးတယ်လို့မှတ်သားရပါတယ်တစ်ပင်ပေါ်မှာအနေများတဲ့တရဝါမျိုးဖြစ်ပြီးတော့အစားအဖြစ်ဝါပင်တွေကိုအများဆုံးစားလိရှိတယ်လို့ငှက်ဥတွေငှက်တွေအင်းဆက်တွေကိုလည်းစားတတ်ပါတယ်ဒီကောင်နဲ့နေတတ်ပြီးနေဝေရီရောအချိန်နဲ့မနေ့ပိုင်းအာယုံမတက်မီမှာအစာရှာလှုပ်ရှားသွားလာတတ်တယ်လို့နေ့လည်နေ့ခင်းမှာအနားယူအိတ်ဆက်တတ်ပါတယ်ပန်ဒရာနီကိုဟီမော်တာတောင်တန်းမှာရှိတဲ့တမာပိုင်းတစ်တောတွေမှာတွေ့ရတတ်ပါတယ်နီပေါနိုင်ငံအနောက်ပိုင်းကနေအရှေ့ဘက်တရုတ်ပြည်အထိတွေ့ရတတ်ပါတယ်ပန်ဒရာနီကိုတွေ့ရတတ်တဲ့အရှေ့ဘက်စွန်းနယ်နိမိတ်မှာတရုတ်ပြည်ရှန်စီပြည်နယ်အတွင်းကကျင်းလင်တောင်တန်းတွေလည်းဖြစ်ပါတယ်တိဘက်တောင်တန်းအိန္ဒိယနိုင်ငံအာသန်နဲ့စစ်ကင်ပြည်နယ်ဘူတန်မြန်မာနိုင်ငံမြောက်ပိုင်းတရုတ်ပြည်အနောက်တောင်ပိုင်းတို့မှာလည်းတွေ့ရတတ်ပါတယ်ပန်ဒရာနီတွေကိုပင်လယ်ရေမျက်နှာပြင်ထက်မီတာ2200က4800ပေနဲ့ဆိုရင်9200ကနေ15900အတွင်းမှာတွေ့ရတာပါပန်ဒရာနီတွေက10ဒီဂရီစင်တီဂရိတ်ကနေ25ဒီဂရီစင်တီဂရိတ်အတွင်းမှာရှိတဲ့အပူချိန်ကိုနှစ်သက်တဲ့သတ္တဝါမျိုးစားလေးဖြစ်ပါတယ်။အဲ့ဒီပန်ဒရာနီတွေကိုတရိတ်ဆန်မှောင်ခိုသမားတွေကဈေးကောင်းရတဲ့အတွက်ခိုးယူသဲဆောင်ချိန်မှာတော်လှန်ရေးရဲဘော်တွေဖမ်းဆီးရမိခဲ့တာပါ။ဒီလိုဖမ်းဆီးရမိတာကမျိုးသုံးမဲ့တရိတ်ဆန်မျိုးစိတ်တွေကိုကယ်တင်နိုင်ခဲ့တာလို့ဆိုရပါတယ်
NUG ရဲ့သယံဇာတနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဒုဝန်ကြီးဦးဆောင်တဲ့အဖွဲ့ကအဲ့ဒီပန်ဒါနီလေးတွေကိုစက်တင်ဘာ19ရက်မှာ KIO ရဲ့တစ်တော်နဲ့ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဌာနထံကိုလွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ဒါဟာတဘာဝအတိုင်းနေထိုင်ကျက်စားနိုင်မဲ့နေရာကိုပြန်ရောက်ရှိစေဖို့အတွက်ရည်ရွယ်ပြီးတော့ Kachin Independent Organization KIO ရဲ့တစ်တော်နဲ့ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဌာနထံကိုလွှဲပြောင်းပေးအပ်ခဲ့တယ်လို့အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။တယံဇာတနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဒုဝန်ကြီးခွန်စောဖူဦးဆောင်ပြီးယာယီထိန်းသိမ်းစောင့်ရှောက်ထားတဲ့ပန္နာနီလေး9ကောင်ကိုသူတို့ရဲ့မူရင်းဒေသနဲ့အနည်းဆက်ဆုံးဒေသတွေကိုဘေးကင်းစွာပြန်လည်ရောက်ရှိထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက်ရည်ရွယ်ပြီးတော့တင့်တော်သလိုစီမံဆောင်ရွက်နိုင်ဖို့ KIO ရဲ့တစ်တော်နဲ့ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဌာနထံကိုစက်တင်ဘာ19ရက်မှာလွှဲပြောင်းပေးခဲ့တာလို့ NUG ကလည်းထုတ်ပြန်ထားပါတယ်။လက်ရှိမှာလည်း KIO ရဲ့တစ်တော်နဲ့ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဌာနအနေနဲ့ဘန်ဒရာနီ9ကောင်ကိုကောင်းမွန်စွာနဲ့လက်ခံထိန်းသိမ်းထားပြီးတော့ရှားပါမျိုးစိတ်ဖြစ်တဲ့လျောက်တင့်တော်စွာစီမံထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရေးအတွက်လှုံ့ဆော်နေတယ်လို့သိရပါတယ်။ KIO ရဲ့တစ်တော်နဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဌာနထံကိုလွှဲပြောင်းစဉ်အတွင်းမှာပန်ဒရာနီလေးတစ်ကောင်ကရုတ်တရက်အပြောင်းလဲကြုံတွေ့လိုက်ရတဲ့အတွက်ရှော့ရတယ်လို့ဖြစ်သွားတာကြောင့်မူရင်းတည်ဆောင်ရာကားပေါ်ကိုနေရာပြန်ချထားရတဲ့အတွက်မှတ်တမ်းတပ်ပုံမှာရှစ်ကောင်ပဲပါရှိနေရတယ်လို့ဝန်ကြီးဌာနကလည်းအသိပေးထားပါတယ်။လက်ရှိမှာတော့အဲ့ဒီပန်ဒရာနီလေးတွေလည်းပြန်လည်ကျန်းမာနေပြီလို့အသိပေးထားပါတယ်။ International Union for Conservation of Nature NUCN ရဲ့မျိုးသုံးရန်အန္တရာယ်ရှိနေတဲ့မျိုးစိတ် endanger အဖြစ်သတ်မှတ်ထားသလိုကမ္ဘာကြီးပေါ်မှာတောင်းကနန်းအရေးအတွက်တောင်မကြံတော့အောင်မျိုးသုံးလာပြီဖြစ်တဲ့ပန်ဒရာနီလေး9ကောင်ကိုကာကွယ်နိုင်မှုကတော်လှန်ရေးအတွက်အလှတရားတစ်ခုလို့ဆိုရမှာပါ။ကြီးစံတွေဒုံးကျည်တွေလေကြောင်းပုံကျဲတိုက်ခိုက်မှုတွေကြောင့်တေကျေပျက်စီးနေရတဲ့အခြေအနေမှာတဘာဝတရားကြီးရဲ့မျိုးသုံးမှုကိုလူသားဆန်တဲ့ကာကွယ်မှုတွေလို့ဆိုရင်လည်းမမှားပါဘူး။ကမ္ဘာအမွေနှစ်လည်းဖြစ်တယ်လို့မြမအမွေနှစ်လို့ပြောရမယ်ပန်ဒရာနီလေးတွေရဲ့လွတ်မြောက်မှုနဲ့အတူမြန်မာနိုင်ငံသူနိုင်ငံသားတွေလည်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေလို့ကျွန်တော်သခင်တွေဆုတောင်းပေးပါတယ်။မြန်မာနိုင်ငံရဲ့စီးရေးနိုင်ငံရေးအထွေထွေသုံးသပ်ချက်တွေကိုသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့သခင်တွေ channel ကို subscribe လုပ်ထားကြဖို့လည်းမမေ့ပါနဲ့ဦးနော်။ကြည့်ရှုပေးကြတဲ့ပရိသတ်တွေဘေးကင်းကြပါပြီးစီးပွားလှလှပါတွေတိုးတက်ကြပါစေလို့ကျွန်တော်သခင်တွေဆုတောင်းပေးလိုက်ပါတယ်။